ကျွတ်နီနဲ့တစ်ကွလားအုပ်လေးရဲ့မိတ်ဆွေစစ်တခါတုန်းကတောအုပ်ထဲမှာတစ်တီးရှာနေတဲ့ကျွတ်နီလေးတစ်ကောင်ရှိတယ်။ရုတ်တရက်ငိုတန်ကြားလို့လှမ်းကြည့်လိုက်တော့တစ်ကလားအုပ်လေးတစ်ကောင်မျက်ရည်တွေနဲ့ငိုနေတာကိုတွေးလိုက်ရတယ်။ဘာဖြစ်လို့ငိုနေတာလဲဆိုတာသိချင်နေပြီလား။တစ်ကလားအုပ်လေးကသူ့အမေနဲ့လမ်းခွဲသွားပြီးအိမ်ပြန်လမ်းကိုမသိတော့လို့ငိုနေတာတဲ့ကျွတ်နီလေးကတစ်ကလားအုပ်လေးကိုစိတ်မပူဖို့ပြောပြီးအိမ်ပြန်လမ်းကိုလိုက်ပို့ပေးမယ်လို့ကတိပေးလိုက်တယ်။ကျွတ်နီလေးကတစ်ကလားအုပ်လေးကိုခြုံပုတ်တွေကြားထဲကနေလမ်းပြတယ်။ချောင်းလေးတွေကိုလည်းအတူတူဖြတ်ကူးကြတယ်။နေဝင်ချိန်အထိသူတို့နှစ်ယောက်အတူတူရှာဖွေခဲ့ကြတယ်။နောက်ဆုံးတော့တစ်ကလားအုပ်လေးရဲ့အမေကိုတစ်ပင်အောက်မှာစိုးရိမ်တကြီးနဲ့စောင့်နေတာကိုတွေးလိုက်ရတယ်။တစ်ကလားအုပ်လေးကသူ့မေစီကိုပြေးသွားပြီးကျွတ်နီလေးကိုကျေးဇူးတင်ကြောင်းအော်ပြောလိုက်တဲ့ကျွတ်နီလေးကလည်းပြုံးပြီးသူ့အိမ်ကိုပြန်သွားခဲ့တယ်။ကူညီခြင်းဆိုတာသေးငယ်တဲ့အရာလေးဖြစ်နိုင်ပေမဲ့ကြီးမားတဲ့ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်ပါတယ်။ဒီပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကို share ပေးပါဦး။နောက်ထပ်ပုံမြင်လေးတွေနားထောင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။